အားလုံးပဲမင်္ဂလာပါဒီလိုက်ကလပ်ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကတော့ကားမြင်ကွင်းတစ်ခုလုံးကိုရှင်းလင်းပြသသွားတာမြင်နိုင်ဖို့ပြုပြင်ပြောင်းလဲပေးနေတဲ့ service center တစ်ခုကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီဆိုင်မှာဘယ်လိုဝန်ဆောင်မှုတွေနဲ့ဘယ်လို service တွေရရှိနိုင်လဲဆိုတာကိုတစ်ချက်မေးမြန်းကြည့်လိုက်ရအောင်ကျွန်တော်တို့ဇီနိုအိတ်မှာကားရဲ့အဓိကအစိတ်ပိုင်းတစ်ခုဖြစ်တဲ့မီးပိုင်းကိုအဓိကထားပြီးတော့မီးအလင်းအားနေတဲ့ကားတွေကိုအလင်းအားကောင်းတဲ့ LED HID တို့ကိုအစားထိုးလဲလှယ်ပေးတဲ့အပိုင်းနောက်တစ်ခုကတော့အလှဆင်တဲ့အပိုင်း daylight မီးဆင်တဲ့အပိုင်းနောက်တစ်ခုကတော့အလှနဲ့လင်းအားကိုတွဲရက်ထည့်တဲ့ဘိုင်း LED projector တက်ဆင်တဲ့အပိုင်းပြီးတော့ကျွန်တော်တို့အပြင်ခွန် cover lens တွေကိုအသစ်လဲတဲ့အပိုင်းအဟောင်းကိုလည်း UV coating ပြန်တင်တဲ့အပိုင်းဒါတွေကိုခင်မီဆက်ပစ္စည်းကိရိယာတွေနဲ့quality ပစ္စည်းတွေကိုအသုံးပြုပြီးတော့စိတ်ချရတဲ့ technician တွေနဲ့အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်ရှေ့မီးကြီးပိုင်းတွေအပြင်ကိုမှတခြားမီးလေးတွေဖြစ်တဲ့အရှေ့နောက်အချက်ပြမီး brake မီး back မီးအတွင်းခန်းမီးလေးတွေကိုပါလဲလှယ်ပေးတဲ့ဝန်ဆောင်မှုရှိပါတယ်နောက်ပြီးတော့အလှဆင်တဲ့အပိုင်းမှာဆိုရင်လည်းကျွန်တော်တို့အတွင်းခန်းမီးအလှဆင်တဲ့ဒီ interior light ဆင်တာတွေရှိမယ်ကောင်းအောက်ဖက်မီးအလှဆင်တဲ့ underglow light ဆင်တဲ့ဝန်ဆောင်မှုတွေပါရနိုင်ပါတယ်ကျွန်တော်တို့ပစ္စည်းတွေကိုကျွမ်းကျင်တက်ဆင်နိုင်တဲ့ပညာရှင်တွေကိုရောင်းပေးပါတယ်အခုလက်ရှိလဲကျွန်တော်တို့ပစ္စည်းဖြန့်ဖြူးပေးနေတဲ့ဆိုင်တွေရှိပါတယ်ပစ္စည်း running အနေနဲ့ကျွန်တော်တို့တနစ်ပေးထားပါတယ် user ကြောင့်ထိခိုက်လို့ပျက်စီးတာမဟုတ်ပဲသူ့အလိုပျက်စီးတာဆိုရင်တော့အသစ်တစ်ခုပြန်လေးပေးပါတယ် service ဘိုင်းကိုတော့ကျွန်တော်တို့ lifetime ပေးထားပါတယ်မိချိန်တဲ့ service ကိုလည်း lifetime ပေးထားပါတယ်ကျွန်တော်တို့ပစ္စည်းတစ်ခါဝယ်ပြီးရင်အဲ့ဒီပစ္စည်းနဲ့ပတ်သက်ပြီးနှစ်ကြာလို့ကေဗင်တိုက်တွေတိတ်တွေရော့ရဲလာတာဖြစ်ဖြစ်ကျိုးလိုင်းတွေကြော့ကြိုက်တာဖြစ်ဖြစ်အကြောင်းတစုံတရာအကြောင်းပြုတ်ထွက်တာဖြစ်ဖြစ်ဒါတွေအတွက်သေချာပြန်တက်ဆင်ပေးပါတယ်ကျွန်တော်တို့ဇင်နိုဤကာမီကို2018ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်ကစတမာတွေရဲ့ယုံကြည်မှုနဲ့အတူဒီ10နှစ်တာကာလအတွင်းမှာကားအစီးရဲ့3000ကျော်ကိုမီးပိုင်းနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ခဲ့ပါတယ်ဒါကြောင့်မလို့သင်္ကာမြင်လင်းအားနည်းနေပြီလားသင်္ကာကို keep me design လာပါအောင်ပြောင်းလဲချင်ပြီလားဒီလိုကားမီနဲ့ပတ်သက်ပြီးတစုံတရာအဆင်မပြေတာရှိရင်ကျွန်တော်တို့ဇီနိုအိတ်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ရဲ့ကားမီတီးတန့်လုတ်ကင်တဲ့10နှစ်ဝန်းကျင်အတွေ့အကြုံကသင်္ကာကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ပါတယ်